Hello everyone, welcome back to my channel. Today I'd like to share with you easy English words. ဒီကနေ့မှာတော့ပြောနေကြရိုးရှင်းတဲ့အင်္ဂလိပ်စကားလုံးတွေမဟုတ်ဘဲနဲ့ပို့ပြီးတော့10မိနစ်စကားလုံးတွေနဲ့ဘယ်လိုအစားထိုးပြီးပြောရမလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Number 1လူတစ်ယောက်ကစပယ်မရှိဘူးခေါင်းပြောင်နေရဆိုတာကိုကျွန်တော်တို့ရိုးရှင်းရှင်းနဲ့ no hair လို့ပြောလို့ရှိကြတယ်။ He has no hair သူ့မှာစပယ်မရှိဘူး။ No hair ဆိုတဲ့စကားလုံးကိုဒီစကားလုံးလေးနဲ့အစားထိုးလို့ရတယ် bald B-A-L-D bald ခေါင်းပြောင်သောဆိုတဲ့အဓိပ္ပာယ်ရှိတဲ့စကားလုံးလေးဖြစ်ပါတယ် He is bald သူကခေါင်းပြောင်နေစပယ်မရှိဘူး Number 2ကိုကအကူအညီမဲ့နေရဆိုလို့ရှိရင် I have no help ငါမှာအကူအညီမရှိဘူးဟုတ်ပြီဒီဟာလေးကိုတခြားစကားလုံးတစ်ခုနဲ့အစားထိုးပြီးပြောကြည့်ရအောင် I am hopeless ငါကအကူအညီမဲ့နေတယ် Number 3ညှော်လင့်ချက်မရှိတာဘယ်လိုပြောမလဲ No hope She has no hope သူမမှာမျှော်လင့်ချက်မရှိဘူး She is hopeless သူမမှာမျှော်လင့်ချက်မရှိတော့ဘူးသူမကမျှော်လင့်ချက်မဲ့နေပြီ Number 4စားစရာတောက်စရာတစ်ခုခုကတကြားမပါတာကိုဘယ်လိုပြောမလဲ No sugar လို့ရိုးရိုးရှင်းရှင်းပဲပြောလို့ရတယ်ဟုတ်ပြီ No sugar လို့မပြောချင်ဘူးဆိုလို့ရှိရင်ဘယ်လိုပြောလို့ရသေးလဲ Sugar free This drink is sugar free This drink has no sugar ဒီတောက်စရာမှာတကြားမပါဘူး This drink is sugar free Number 5အလုံးမရှိတာကို no job ဟုတ်ပြီ no job ကိုတခြားဘယ်စကားလုံးနဲ့အစားထိုးပြီးသုံးလို့ရသေးလဲဆိုတော့ unemployed He has no job သူ့မှာအလုံးမရှိဘူး He is unemployed သူကအလုံးလက်မဲ့ပါသူ့မှာအလုံးမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဝတ်အစားမရှိဘဲနဲ့ကိုတုံးလုံးဖြစ်နေတာကိုဘယ်လိုပြောလဲ no clothes The children have no clothes ကလေးတွေကအဝတ်အစားမရှိကြဘူးအဝတ်အစားမရှိတာကို naked နဲ့အစားထိုးပြီးသုံးလို့ရတယ် The children are naked ကလေးတွေကကိုတုံးလုံးနေဖြစ်ကြတယ်အဝတ်အစားမရှိကြဘူးငါမှာပိုက်ဆံမရှိဘူး I don't have money I don't have money လို့ပြောမယ်အစား I am broke ဆိုပြီးတော့အစားထိုးပြီးပြောလို့ရပါတယ် I am broke ငါမှာပိုက်ဆံမရှိဘူးငါပိုင်ပြတ်နေတယ်ဟုတ်ပါပြီဒါကတော့ရိုးရှင်းရှင်းအင်္ဂလိပ်စကားလုံးတွေကြီးပဲအများနဲ့မတုံးမဲနဲ့ပို့ပြီးတော့10မိနစ်စကားလုံးလေးနဲ့အစားထိုးပြီးပြောတတ်အောင် share လုပ်ပေးခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတုံးဝင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါနော် See you later